အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့စက်ထမတဲ့မြန်မာတရားမှာသင်ရတဲ့ဝက်ချရိုးကောင်းစဉ်တွေကဒုတိယသင်ခန်းစာဖြစ်တဲ့ကတားပုတ်အကြောင်းကိုရှင်းပြသွားပါမယ်ကတားပုတ်ဆိုတာကတော့ပြုတဲ့သူဖြစ်တဲ့သူဒါမှမဟုတ်ရှိတဲ့သူတွေကိုဖော်ပြတဲ့နာမ်စကားလုံးတွေရဲ့နောက်မှာဒီကမှာဆက်ထားတဲ့စကားစုပဲဖြစ်ပါတယ်အသေးစိတ်ပြောရမယ်ဆိုရင်တော့ဒီပြုတဲ့သူဖြစ်တဲ့သူရှိတဲ့သူတွေကိုဖော်ပြတဲ့စကားလုံးတွေဟာနာမ်အစုထဲကနာမ်နံစာကရိယာနာမ်စတဲ့နာမ်စကားလုံးတွေဖြစ်ပါတယ်အဲ့ဒီစကားလုံးတွေရဲ့နောက်မှာဒီကမှာဆက်လိုက်မယ်ဆိုရင်တော့ကတ်တားပုတ်ရရှိလာမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာကတ်တားနဲ့ကရိယာပဲပါဝင်တဲ့ဝက်ကြရိုးမှာဆိုရင်ဒီကတ်တားပုတ်တွေဟာအရှိမပဲရှိပါတယ်ပို့ပြီးနားလည်သွားအောင်တာရကလေးနဲ့ကြည့်ပါမယ်ဒီတာရကတွေဟာအရှိကဝက်ကြရိုးသင်ခန်းစာမှာအသုံးပြုခဲ့တဲ့နမူနာဝက်ကြတွေပဲဖြစ်ပါတယ်ကတ်တားတစ်ခုစီကိုဒီကမှာဆိုရယ်နောက်ဆက်နဲ့ပေါင်းလိုက်တဲ့အခါမှာကတ်တားပုတ်ဖြစ်ပြောင်းလဲသွားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ပထမတစ်ခုမှာဥကျော်ဆိုတဲ့စကားလုံးနဲ့ကဆိုတဲ့နောက်ဆက်ကိုတွဲပေးထားပါတယ်ဒီစာကြောင်းမှာဆုံးမတဲ့သူဟာဘယ်သူလဲဆိုတာကိုဖော်ပြပြီးတဲ့စကားလုံးဟာဥကျော်ဆိုတဲ့ကတ်တားပဲဖြစ်ပါတယ်တနည်းအားဖြင့်လူတစ်ယောက်ရဲ့နာမည်ကိုဖော်ပြထားတဲ့ဒီဥကျော်ဆိုတဲ့စကားလုံးဟာနာမ်ပဲဖြစ်ပါတယ်အဲ့ဒီနာမ်ကိုကဆိုတဲ့နောက်ဆက်နဲ့တွဲပြီးလိုက်တဲ့အခါမှာတော့ဥကျော်ကဆိုတဲ့ကတ်တားပုတ်ကိုရမှာဖြစ်ပါတယ်ဒုတိယတစ်ခုမှာသူဆိုတဲ့စကားလုံးကိုဒီဆိုတဲ့နောက်ဆက်နဲ့တွဲပြီးထားပါတယ်ဒီစာကြောင်းမှာရိုးသားတဲ့သူကဘယ်သူဖြစ်တယ်လဲဆိုတာကိုဖော်ပြပြီးတဲ့သူဆိုတဲ့စကားလုံးဟာကတ်တားဖြစ်ပါတယ်တနည်းအားဖြင့်သူ့ရဲ့ငကိုမူရင်းနာမည်ကိုအသုံးမပြုဘဲနဲ့သူဆိုပြီးတော့ပဲအစားထိုးသုံးထားတဲ့အတွက်ဒီစကားလုံးဟာနံစားဖြစ်ပါတယ်ဒါကြောင့်သူဆိုတဲ့ကတ်တားကိုဒီဆိုတဲ့နောက်ဆက်နဲ့တွဲပြီးလိုက်တဲ့အခါမှာတော့သူဒီဆိုတဲ့ကတ်တားပုတ်ကိုရရှိပါတယ်နောက်ဆုံးတစ်ခုကတော့ခရီးသွားခြင်းဆိုတဲ့စကားလုံးကိုမှားဆိုတဲ့နောက်ဆက်နဲ့တွဲပြီးထားပါတယ်ဒီဝက်ကြမှာလည်းပဲပျော်စရာကောင်းတဲ့ကိစ္စကဘာကိစ္စလဲဆိုတာကိုဖော်ပြပြီးတဲ့ခရီးသွားခြင်းဆိုတဲ့စကားလုံးဟာကတ်တာပဲဖြစ်ပါတယ်တနည်းအားဖြင့်ခရီးသွားဆိုတဲ့ကရိယာနဲ့ချင်းဆိုတဲ့စကားလုံးပေါင်းပြီးထားတဲ့ခရီးသွားခြင်းဆိုတဲ့စကားလုံးဟာကရိယာနာမည်ဖြစ်ပါတယ်ဒီစကားလုံးကိုမှားဆိုတဲ့နောက်ဆက်နဲ့တွဲပြီးလိုက်တဲ့အခါမှာတော့ခရီးသွားခြင်းမှာဆိုတဲ့ကတ်တားပုတ်ရရှိလာပါတယ်ပို့ပြီးနားလည်ဖို့ရန်အတွက်နမူနာဝက်ကြလေးတွေနဲ့ကြည့်ပါမယ်နံပါတ်1မှာကတ်တားနေရာမှာနာမ်စကားလုံးတွေသုံးထားတဲ့ဝက်ကြတွေကိုလေ့လာရပါမယ်မိုးကတဲမယ်အပြောပုံစံရေးထားပါတယ်ဒူရင်သီးသည်ဈေးကြီးသည်အရေးပုံစံပါဥထင်စိန်မှာကွယ်လွန်ပြီးအရေးပုံစံပဲဖြစ်ပါတယ်ဒီစာကြောင်းတွေမှာအပြာရောင်နဲ့ခြယ်ထားတဲ့ကတ်တားစကားလုံးတွေဟာအရာဝတ္ထုတွေဒါမှမဟုတ်လူရဲ့နာမည်ကိုဖော်ပြထားတဲ့စကားလုံးတွေဖြစ်တာကြောင့်နာမ်စကားလုံးတွေပဲဖြစ်ပါတယ်ဒီစကားလုံးတွေကိုဒီကမှာဆိုတဲ့နောက်ဆက်တွေနဲ့တွဲပေးလိုက်တဲ့အခါမှာတော့ကတ်တားပုတ်ကိုရရှိမှာဖြစ်ပါတယ်နံပါတ်2မှာငါကထမင်းချက်မယ်အပြောပုံစံပါကျမသည်ဖျားခဲသည်အရေးပုံစံဖြစ်ပါတယ်ဆရာမမှာအလုရှုပ်နေ၏အရေးပုံစံပဲဖြစ်ပါတယ်ဒီဝက်ကြတွေကိုလေ့လာကြည့်မယ်ဆိုရင်တော့ကတ်တားနေရာမှာသုံးထားတဲ့စကားလုံးတွေဟာသူတို့ရဲ့ငကိုမူလနာမည်တွေဖြစ်တဲ့နာမ်စကားလုံးတွေအစားငါကျမဆရာမဆိုတဲ့စကားလုံးတွေနဲ့အစားထိုးသုံးစွဲထားတာကိုတွေ့ရပါမယ်ဒါကြောင့်ဒီစကားလုံးတွေဟာနာမ်စားစကားလုံးတွေပဲဖြစ်ပါတယ်အဲ့ဒီစကားလုံးတွေကိုဒီကမှာဆိုတဲ့နောက်ဆက်တွေနဲ့တွဲပေးလိုက်တဲ့အခါမှာတော့ကတ်တားပုတ်ကိုရရှိမှာဖြစ်ပါတယ်တခုရှိတာကဆရာမဆိုတဲ့စကားလုံးလိုမျိုးအလောက်ကိုင်းအခေါ်အဝေါ်တွေနေရာမှာအသုံးပြုတဲ့စကားလုံးတွေဟာသုံးတဲ့နေရာပေါ်မူတည်ပြီးတော့မှနာမ်အဖြစ်အသုံးပြုလို့ရတယ်ဒါမှမဟုတ်နာမ်စားအဖြစ်အသုံးပြုလို့ရပါတယ်ဒါပေမဲ့နာမ်စားအဖြစ်အသုံးပြုမယ်ဆိုရင်တော့သူ့မှာငကိုမူလနာမ်ရှိရပါမယ်အဲ့ဒါမှပဲဒီစကားလုံးကိုအစားထိုးသုံးစွဲထားတဲ့သဘောတက်ရောက်နေမှာဖြစ်တဲ့အတွက်နာမ်စားလို့မှတ်ယူနိုင်မှာဖြစ်ပါတယ်နံပါတ်3မှာဒီအစားအသောက်ကအရသာရှိတယ်အပြောပုံစံနဲ့ရေးထားပါတယ်ဆက်သွယ်ရေးသည်ခက်ခဲမိအရေးပုံစံပါညွှန်ကြားချက်မှာရှင်းလင်းသည်အရေးပုံစံပဲဖြစ်ပါတယ်ဒီဝတ်ကြတွေကိုလေ့လာကြည့်မယ်ဆိုရင်တော့ကတ်တားနေရာမှာ
ကရိယာနံတွေကိုသုံးစွဲထားတာတွေ့ရပါမယ်ပထမတစ်ခုမှာအစားအသောက်ဆိုတဲ့စကားလုံးအတွက်စားတောက်ဆိုတဲ့ကရိယာကိုအရှိကအပေါင်းထည့်ပေးထားတဲ့အတွက်ကရိယာနံပဲဖြစ်ပါတယ်ဆက်သွယ်ရေးဆိုတဲ့စကားလုံးမှာဆက်သွယ်ဆိုတဲ့ကရိယာကိုရေးဆိုတဲ့အနောက်ကစကားလုံးနဲ့ပေါင်းပေးထားပါတယ်ညွှန်ကြားချက်ဆိုတဲ့စကားလုံးအတွက်ကိုတော့ညွှန်ကြားဆိုတဲ့ကရိယာကိုချက်ဆိုတဲ့စကားလုံးနဲ့ပေါင်းပေးထားတဲ့အတွက်ဒီစကားလုံးတွေဟာကရိယာနံတွေပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကတ္တာဖြစ်အသုံးပြုထားတဲ့နံစကားလုံးတွေရဲ့အနောက်မှာဒီကမှာဆိုတဲ့နောက်ဆက်ကိုဆက်လိုက်မယ်ဆိုရင်ကတ္တာပုတ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုနားလည်သွားပြီပဲဖြစ်ပါတယ်မရှုပ်ထွေးတဲ့ဝကြတွေမှာဒီကမှာဆိုတဲ့ကတ္တာနောက်ဆက်တွေကိုမြုပ်ပြီးတော့မှလေကတ္တာပုတ်ဖြစ်အသုံးပြုနိုင်ပါတယ်ဒီဝကြတွေကိုကြည့်မယ်ဆိုရင်တော့ဒီကမှာဆိုတဲ့နောက်ဆက်မပါတော့ပြီမယ်အတိတ်ပင်ဟာပြောင်းလဲသွားတာမရှိသလိုရှင်းလင်းနေစေဖြစ်တယ်ဆိုတာကိုတွေ့ရပါမယ်နံပါတ်1အတွက်ဆိုရင်တော့မိုးသေးမယ်ဒူရင်သည့်ဈေးကြီးသည်ဆရာဦးချင်းစိန်ကွယ်လွန်ပြီနောက်နံပါတ်2မှာဒီကမှာဆိုတဲ့နောက်ဆက်တွေကိုဖြုတ်လိုက်မယ်ဆိုရင်ငါထမင်းချက်မယ်ကျမဖျားခဲသည်ဆရာမအလုရှုံနေ၏နံပါတ်3အတွက်ဆိုရင်တော့ဒီအစားအသောက်အရသာရှိတယ်ဆက်သွယ်ရေးခက်ခဲမိညွှန်ကြားချက်ရှင်းလင်းသည်ဆိုပြီးတော့မှအတိတ်ပဲမပြောင်းလဲတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကိုအကျဉ်းချုပ်ရမယ်ဆိုရင်တော့ကတ္တာပုတ်ဆိုတာကပြုတဲ့သူဖြစ်တဲ့သူရှိတဲ့သူတွေကိုဖော်ပြပေးတဲ့နံစကားလုံးတွေရဲ့နောက်မှာဒီကမှာဆက်ထားတဲ့စကားစုပဲဖြစ်ပါတယ်နောက်တနည်းအနေနဲ့အတိတ်ပဲမရှုပ်ထွေးတဲ့ဝကြတွေမှာတော့ဒီကမှာဆိုတဲ့ကတ္တာနောက်ဆက်တွေကိုမြုပ်ပြီးတော့မှလေဝကြဖွဲ့လို့ရပါတယ်နောက်ဆုံးအနေနဲ့ကတ္တာနဲ့ကရိယာပဲပါဝင်တဲ့ဝကြရိုးတွေမှာတော့ဒီကတ္တာပုတ်တွေဟာအရှိမပဲရှိပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုမှာကရိယာပုတ်အကြောင်းကိုဆက်ပြီးတော့ရှင်းပြသွားပါမယ်